အခုလိန်ခံရတာကအကျွေးနေရမဟုတ်ဘူးတိတ်နေရသမီးရဲ့你得有表达呗，လူတွေကိုမယုံပါနဲ့လို့တကယ်ကလူတွေကိုယုံတာကိုအခုတော့သိပြီမလားသိပါပြီသမီးရဲ့သိပါပြီဘောတကယ်တော့လေမေသားသိမင်းဆိုလိမ္မာရေးချရှိရဲ့မိဘကိုပဲလိုချင်တာပေါ့ဟုတ်ကဲ့ဟဲ့ခေါင်းမြင်ဖြစ်နေပြီဟဲ့哦，原来挂。ကိုမီတင်ပါလေကွာကိုမီတင်ပါလေဘုံနေတယ်မကင်တော့ဘူးငါတော့ဒုက္ခပဲဒီတော့ဒီတော့ချင်တော့လေကျရီဘာကြိတ်ပြောနေဘာလဲကြိတ်ပြောမှာတော့ငိုးနေတာတိပြီတိတော့ရိုက်ဖို့တယောက်ဆောင်လေးကျင်နေရမလားဟုတ်တယ်ဆယ်လီတွေပြဖြစ်မလားလို့တကယ်ငိုးနေအောင်ဆိုတော့လူကက်ကက်နေတာပဲတမီးရဲ့နေရလဲဘိုက်စားလို့လားတိငိုးတဲ့သမီးတွေရှိသေးရဲ့မလာရှန်ကိုဘယ်ရတာကွာဒီမှာခုအိမ်ဆောက်ဖို့ပစ္စည်းတွေလိုအပ်တဲ့ဟာတွေဝယ်မယ်ဆိုပြီးတော့ online တွေကမှာလိုက်တာပတ်စံလည်းလွှဲပြီးတော့ကွာဘလော့ရတယ်တိတ်နေရအောင်လိန်ခံလိုက်ရတယ်နော်ကဲအဲ့တော့ပတ်စံလေးကမထူးပါဘူးဆိုပြီးတော့ရရရှိတဲ့သူတွေအမျိုးတွေရှိရတယ်ဖုံးဆက်ပြီးတောင်းတာလေတယောက်မှဖုံးမကင်ဘူးသမီးရဲ့အဲ့တော့တေးလိုက်ချင်မှာတော့လေကွာကျရီကလေဒိမရောက်ကြရင်အများကြီးရှိနေရမလားတောက်လေအေးအဲ့ရတွေပဲအခုပုံစံတော့လေအမျိုးတွေတယောက်မှဖုံးမကင်ဘူးသမီးရဲ့ဘယ်လိုလုပ်ရမှမသိပါဘူးတယ်ရီကြွားလေတောင်းမြင်မှလို့တဲ့ကိုရီးယားမင်းသားလေးကိုဖြည့်လို့သမီးကြောက်မှုလားတော့တောင်းမြင်မှလို့တဲ့ကိုရီးယားမင်းသားမဟုတ်ပါဘူးတောင်းမြင်မှလို့တဲ့ဘာဆိုလားတော်ညီဆိုဒီမှာလေတော့ဖေကိုဖဲ့မယ်ဆိုတာကြီးပဲเนาะအခုလိန်ခံရတာကအကျွေးနေရမဟုတ်ဘူးတိတ်နေရသမီးရဲ့你得有表达呗，လူတွေကိုမယုံပါနဲ့လို့တကယ်ကလူတွေကိုယုံတာကိုအခုတော့သိပြီမလားသိပါပြီသမီးရဲ့သိပါပြီဘောတကယ်တော့လေမေသားသိမင်းဆိုလိမ္မာရေးချရှိရဲ့မိဘကိုပဲလိုချင်တာပေါ့ဟုတ်ကဲ့ဟဲ့ခေါင်းမြင်ဖြစ်နေပြီဟဲ့ဘလို့ပဲဖြစ်ပေါ့တယ်ရီရဲ့စေတနာကောင်းရင်ကံကောင်းမှာမငိုနဲ့တော့တိတ်လုတ်ပြန်ပြီနော်ဟိုလူလေးမော်ထွက်နေတဲ့ဒေါသတွေညှိရှိကိုအပုံလိုက်ရောက်တော့မယ်နော်သိလားသမီးရဲ့ပြောရတာပါဒီနေတဲ့ဒေးလေးငွေကြေးလည်းကံမကောင်းဘူးအရာကန်ညံ့နဲ့ကျမ်းမာရေးလည်းဖောက်ချင်နေတာဒေးတို့လေဘေးရင်ဆရာလေးပဲမေးကြည့်ရင်ကောင်းမလားတော်ကြနေဘေးရင်ဆရာကနေထက်လိမ့်ကောင်းမယ်အဲ့တော့ရှိတယ်ဟဲ့လုံးပြန်ပြီဟုတ်လေညီဆိုဒီမှာလေပြောလိုက်ရင်အားကြီးနဲ့ဒီမစကားကြီးလေဘေးရင်ဆိုတာရမ်းပြောမှန်းပြောတဲ့ဟာတွေမဟုတ်ဘူးလားခုခေတ်ကြီးထဲမှာတော့သမီးကတော့အဲ့ဒါတွေမြုံမဟုတ်တယ်ရီယာမြုံလို့မရဘူးသမီးရေနော်ကန်ညံ့တာဆရာဝန်ကြီးတွားပြပြီးတော့နော်စိတ်ကူးလို့မရဘူးသမီးရေဘေးရင်ဆရာပဲအားကိုးလို့ရမှာနော်ဘေးရင်ဆရာဆိုမှတတိရတယ်ဗျဟိုတလောကလေဒီဦးလေးဦးဟိန်းသူ့ကောင်မလေးနဲ့ပြက်လို့ဆိုပြီးတော့နော်အစပတီလို့ဆိုပြီးတော့လေတမိုးတိန်နဲ့ဖုံးဆက်လာတယ်ဒီကိုဒီကလည်းအဲ့တုန်းကနေဆရာဆိုင်းဝေဖြိုးဆိုလားမသိဘူးသူကအခြေရေးတွေအိမ်အောင်ရေးတွေကိုအထူးအဆောင်ရေရာလုပ်ပြီးရဆိုတာတွေ့ရတယ်သူ့ကိုတော့ပြောလိုက်တယ်အဲ့တော့စက်ဖြစ်လာမသိဘူးသူ့ကိုဖုံးဆက်မေးကြည့်လိုက်ပဲလေနော်ဆက်မေးကြည့်ဟယ်လိုအေးအညီကိုဟိန်းလားဟုတ်ကဲ့ကိုလာပြောနေပါဗျာအေးဟိုသာမင်းပြီးရတဲ့ခေါက်တော့မှတ်မိလားဟိုမင်းကောင်မလေးနဲ့အဆင်မပြေဘူးလို့ပြောတော့ကလေတငိုတိန်နဲ့ကိုကြီးဖုံးဆက်လာတော့အကိုတော်မအဲ့တိုင်းပေါ်မှာနာမည်ကြီးနေတဲ့ဆရာဆိုင်းဝေဖြိုးဆိုလားမသိဘူးအဲ့သူ့ကိုအဲ့မှာဆက်သွယ်တဲ့လို့ညီကိုပြောတာဆက်သွယ်ဖြစ်လာကညီဆက်သွယ်ဖြစ်တာပေါ့ကိုရလောကကိုအစီအပြေးလားကိုရသိလားဟုတ်လားကိုရကြီးရလေအဆောင်လေးရရရီလောကကောင်းလို့ကျွန်တော်ကောင်မလေးတော့ယတိတရားကိုပြောမခါတော့ဘူးဗျာဟုတ်လားမင်းဒါလည်းဘယ်ကမလဲကျွန်တော်တကယ်ချင်းကောင်မလေးတယောက်လေတိတော့ကြာပေါ့ပြန်လို့ဆိုလို့မှကျွန်တော်ဒါကြီးကောင်းတာကျွန်တော်အဲ့ကျဖုန်းနံပါတ်ကိုပေးလိုက်တာဗျာလောကကိုအစီအပြေးလို့ဗျာကျွန်တော်ကျေးဇူးကြီးပေးနေတာဗျာမင်းစရာတော်စွမ်းတာပဲကွာနော်ကိုပေးနေရလားဒီမဲ့ဗီဒီယိုလေးဆိုပေါ်လို့ရတယ်ဗျာကျွန်တော်အဲ့ကျတိုင်းဝင်ပြီးအဆောင်လေးရရလေးကျွန်တော်လုပ်ပြီးမှပေးလိုက်တယ်ဗျာအဲ့အဆောင်ရရာကအဲ့ဆရာရှိရလားဟာသမီးမှတ်မိလားသမီးကိုပေးတဲ့အဆောင်ရရာအဲ့ဆရာရှိရတယ်သမီးအဲ့ဒီဆောင်ကြောင့်မလို့မသိဘူးသမီးဆောင်ဝဲရတော့လေသမီးချက်ထားတဲ့စားတွေအကုန်ပါတာပြီးတော့လေအဲ့စားတွေကိုလည်းမှတ်မိနေတာဟာဒီဆရာကအဲ့ဆိုတော့ဒီဆရာကိုပေးနေမရမယ်အဲ့ဆိုဒီအဲ့ဆရာဆိုင်းဝေဖိုးရဲ့ဖုန်းနံပါတ်ရှိသေးလားညီကိုပေးအောင်အကိုသိကြပါဗျာဘောင်းအောင်ကောင်းလို့ကျွန်တော်တခြားလေးမှာပြောပါညီနော်ဒီတွေ့ဒီမဲ့39နစ်3ည6656တဲ့ကြီးဟုတ်ပြီတမီးတခြားမဲ့39 09 22 3ည6656နော်ဟုတ်လားညီဟုတ်
တယ်ကိုယ်ကတခြားမှလာအောင် အေးဟုတ်ပြီဟုတ်ပြီအကိုလည်းကွာအဲ့ဒါကိုယ့်ရဲ့ဒီငွေကြေးလိမ်ခံရတာတွေရရရှိတာတွေမရတာတွေကျမ်းမာရေးအညံ့တွေကိုကွာလုံးဝပျောက်ကင်းသွားအောင်ဆရာရဲ့အဆောင်ရတွေဟာစီရင်ခိုင်းမလို့ကြီးအခုပဲကိုဖုံးဆက်လောက်မယ်ကနေနော်ဒါပဲရအောင်နော်ရအောင်ဖုန်းနံပါတ်ဘယ်လောက်ပြောက်တယ်ဒီကို ညကို ညကိုခွန်ကိုနင်းနေ36656โอเคဟုတ်ပြီဟုတ်ကဲ့ဟယ်လိုဟုတ်ကဲ့ဆရာဆောင်းဝင်ဖြိုးလာခင်ဗျာဟုတ်ကဲ့ဗျဟုတ်ကဲ့ကျွန်တော်လေးကန်နေအရန်ညံ့နေလို့ဗျာကျွန်တော်ကန်တာလေးတွက်ချက်ပြီးတော့လေအဆောင်ရည်လေးလုပ်ချင်လို့ပါခင်ဗျာဟုတ်ကဲ့ဆရာဟုတ်online ကနေဒါလိုက်လည်းပြောပေးရပါတော့ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကောလေးခေါ်လိုက်မယ်ဆရာနော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အခုခေါ်လိုက်ပါမယ်ဆရာဟုတ်ကဲ့ပါဆရာဟုတ်ဖုံးလာနေတယ်ဦးတီထားတယ် အေးသူ့ရှိရဒေဒီရရရှိရလေသမီးရဲ့မနေ့ကပုံစံလုံးဝမကင်ဘူးကွာ အဲ့ဒါဆိုရင်တော့ဆရာဆိုင်းဝေဖြိုးပေးတဲ့ဆောင်ရည်တွေကစွန့်ထက်နေပြီးတူတယ် အေးဟုတ်ပဲထင်တယ်နော်ကင်ကြီးတောင်ပါသမီးနော်ဟယ်လိုဦးတီရပြောဟာဟုတ်တယ်ကျွန်တော်မနေ့ကပဲခေါ်နေရလေလုံးဝမကင်တာနဲ့ကျွန်တော်လည်းထပ်မခေါ်တော့တာညာဟုတ်လားအကုန်လုံးလားဟာအကုန်လုံးပြန်ထည့်ရတာโอเคပါဗျာကျေးဇူးတင်ပါတယ်ဗျာကျွန်တော်အခုပဲဘန်ကောက်စစ်လောင်ပါဗျာနော်တွေ့တာဒေဒီရရှိပစံလေးအခုပဲပြန်ရပြီသမီးရေအမိယုံဝင်မလား ယူနဘောဒယ်ဒီဒီလောက်တော့ဆွတ်ထက်နေမှာတော့မြုံလို့ရပါမလားဒယ်ဒီရဲ့ အားလုံးပဲဗျာအချီရေးအိမ်တော်ရေး စီဝါရေးကျမ်းမာရေး စသရရအစမပြေမှုတွေဖြစ်နေရဆိုရင်တော့ဖြင့်ဆရာဆိုင်ဝေဖြိုးလို့ဒီကိုအခုပဲဆက်သွယ်လိုက်တော့ဗျာ